ဘာဝတရားကိုချစ်မြတ်နိုးသူတွေအားလုံးမင်္ဂလာပါနော်ဒီနေ့အလှတစ်ခုသွားရင်လည်းကားလမ်းဘေးဘက်မှာအမှတ်နှစ်လမ်းမကြီးရဲ့ဘေးဘက်မှာစိုက်ထားတဲ့ပြမပင်ကြီးအများကြီးပွင့်နေတာတွေ့ပြီးတော့တေချာလေးလမ်းမှာတပ်ပုံဆင်းရိုက်ခဲ့တာပါနော်ရောက်တည်ပွင့်တဲ့အချိန်ပြီးသွားတော့ပြမပန်းကြီးခုလိုမျိုးလာလေးမိုးရာသီမှာတွေ့ရတာလည်းစိုက်တဲ့သူတွေကိုလည်းတစ်ပင်စိုက်ထားတဲ့သူတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီပင်လေးက Queen Crepe Vital လို့ခေါ်ပြီးတော့မိုးရာသီမှာဆိုလို့ရှိရင်တော့ရွက်တွေကျွေပြီးတော့မှတပင်လုံးခရမ်းရောင်ကြီးပွင့်မိုးမှာလည်းပန်းလေးတွေပွင့်နေတာကိုကြည့်ပြီးတော့မှတော်လေးစိတ်ကြည်နူးရပါတယ်ဒီပင်လေးကိုလှဆိုင်ရုံသာမကဘဲနဲ့တစ်မှာပင်ဖြစ်လဲအသုံးပြုကြပါတယ်ရာသီဥတုကန်ခတ်နိုင်တယ်လို့လူကိုလည်းကြိုက်တယ်သူကရေကိုလည်းကြိုက်တဲ့တစ်ပင်မှာရေစီးလွှာကောင်းတယ်ဆိုလို့ရှိရင်ရေမဝတ်တဲ့နေရာတွေမှာဆိုရင်အပင်ကပိုပြီးတော့ပန်းနေပွင့်တာပေါ့နော်ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်လေဒီပြမအမင်းတွေကိုပန်းချန်လေးလမ်းမေးတွေအများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာအလားဆင်ပင်အဖြစ်အများများစိုက်ပျိုးတာကိုတွေ့ရပါတယ်ဒီပင်လေးကိုအိန္ဒိယနိုင်ငံ Pride of India ဆိုပြီးတော့အိန္ဒိယရဲ့ကျက်တီဆောင်တဲ့ပန်းပင်ဆိုပြီးတန်ဖိုးထားပြီးတော့စိုက်ကြပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်